大家好，အားလုံးပဲမင်္ဂလာပါရှင်။ One Say Chinese Speaking Class မှာကြိုဆိုပါရစေ။နေ့စဉ်တရုတ်စကားပြောသင်ယူဖို့9မိနစ်လောက်အချိန်ပေးနိုင်ပါသလား။ One Say Chinese Speaking Class မှာတင်ဆက်ပေးသွားမယ့်5 minute class ကိုနေတိုင်းနားထောင်ပြီးတရုတ်စာတမြောက်အောင်သင်ယူကြရအောင်နော်။ဒီဖူးရဲ့ခေါင်းစဉ်ကလည်းမိဆက်ချင်းနဲ့ပတ်သက်တဲ့အကြောင်းအရာပါပဲ။တယောက်နဲ့တယောက်တွေ့ကြပြီဆိုရင်တော့တွေ့ရတာဝမ်းသာပါတယ်ဆိုတာတော့အမြင်ပြပြကြတယ်နော်။ဒီနေ့မှာတော့စာကြောင်းရေးအတွက်မများပြီမင်းပြန်လည်ပြောတဲ့စကားတွေကနည်းနည်းရှိလာမယ်နော်ရှေ့ကသင်ခန်းစာလေးတွေတိကျနားထောင်ထားရင်တော့အများကြီးလွယ်တော့မှာပါကဲဆက်လိုက်ကြရအောင်နော်ဒီနေ့မှာတော့ပြန်လည်ပြောဆိုတဲ့စကားတွေကိုဘသူကဘသူကိုပြောတယ်ဆိုတာထည့်ပေးထားပါတယ်မမမစမေးပါမယ်他们是谁他ဆိုတာကသူမန်ဆိုတာကသူတို့ငါတို့ဆိုတဲ့တို့是ဆိုတာဖြစ်တည်ဟုတ်တည်ရှိဆိုတာကဘသူလဲသူတို့ကဘသူလဲလို့မီးနေတာပါဒီမှာရှောက်ရွက်ကပြန်ဖြေပါတယ်ရှောက်ရွက်ကသမီးဖြစ်ပါမယ်သူကမိဆက်တယ်နော်他是小明他是小丽他们都是我的朋友他是小明နဲ့他是小丽ကဒီ3မှာရှင်းပြပြီးသားမို့မပြောတော့ပါဘူးဒီမှာ他们都是我的朋友ဆိုတာကိုဒီကထားပြီးရှင်းပြပါမယ်他们ဆိုတာကသူတို့都ဆိုတာကအားလုံးကိုပြောတာပါတစ်ခုထပ်ပွင့်ကိုသုံးလို့ရပါတယ်တစ်ခုနှစ်ခု9ခု10ခု infinity တိလည်းရပါတယ်တစ်ခုထပ်ပွင့်ကိုသုံးလို့ရပါတယ်နော်是ဆိုတာကဖြစ်တည်ဟုတ်တည်我的ငါရဲ့朋友တငယ်ချင်းဒီစာကြောင်းကိုဘာသာပြန်ရင်တော့သူတို့အားလုံးကငါရဲ့တငယ်ချင်းဖြစ်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်လိုက်ဆိုကြည့်ရအောင်နော်他们都是我的朋友他们都是我的朋友他们都是我的朋友ဒီတော့မမကလည်းပြန်ပြောပါတယ်很高兴认识你们很ဆိုတာကအရင်高兴ဆိုတာကဝမ်းသာပါတယ်认识ဆိုတာကတည်ကျွမ်းသည်你们ဆိုတာကမင်းတို့ဒီစာကြောင်းကိုဖြောင်းအောင်ဘာသာပြန်ရင်တော့မင်းတို့ကိုတွေ့ရတာအရင်ဝမ်းသာပါတယ်လို့အဓိပ္ပာယ်ရပါတယ်လိုက်ဆိုကြည့်ကြည့်အောင်နော်很高兴认识你们很高兴认识你们很高兴认识你们小明နဲ့小丽ကပြန်ဖြေပါတယ်阿姨我们也很高兴认识您阿姨ဆိုတာအန်ဒီကိုပြောတာပါကိုထက်တိတိတတ်တာအသက်ကြီးရင်အန်ဒီလို့ခေါ်လို့ရပါတယ်我们ဆိုတာငါတို့ရေဆိုတာလဲပဲငါတို့လဲပဲလို့ပြောချင်တာပါဟန်ဆိုတာအရင်高兴ဆိုတာဝမ်းသာပါတယ်认识ဆိုတာတည်ကျွမ်းတာကိုပြောပါတယ်နင်းဆိုတာတင်နေမင်းဆိုတဲ့နာမ်စားကိုတလိတစားခေါ်တာဖြစ်ပါတယ်နော်ယင်ကြီးကြီးတလိတစားခေါ်ခြင်းအကြောင်းကိုဒီဝက်မှာအသေးစိတ်ရှင်းပြထားတာရှိပါတယ်ဒီစာကြောင်းကိုဖြောင်းအောင်ဘာသာပြန်ရင်တော့အန်ဒီကျွန်တော်တို့လည်းအန်ဒီကိုတွေ့ရတာအရန်ဝမ်းသာပါတယ်လို့အဓိပ္ပာယ်ရပါတယ်လိုက်ဆိုကြည့်ကြရအောင်နော်阿姨我们也很高兴认识您阿姨我们也很高兴认识您阿姨我们也很高兴认识您ဒီနေ့အတွက်ပြန်လည်စကားပြောဆိုခြင်းကတော့ဒီလောက်ပါပဲနော်ဒီနေ့အတွက်အနေချုပ်မယ်ဆိုရင်တော့မမကမေးတဲ့他们是谁သူတို့ကဘသူလဲ小月ကနေပြန်ဖြေတဲ့他是小明他是小丽他们都是我的朋友သူကတော့小明ပါသူကတော့小丽ပါသူတို့အားလုံးကကျွန်တော်ရဲ့တငယ်ချင်းပါ妈妈ကပြန်ပြောတယ်很高兴认识你们မင်းတို့ကိုတွေ့ရတာအရန်ဝမ်းသာပါတယ်တော့小明နဲ့小丽ကပြန်ပြောတယ်阿姨
我们也很高兴认识您 Andy ကျွန်တော်တို့လည်း Andy ကိုတွေ့ရတာအရန်ဝမ်းသာပါတယ်ဆိုပြီးဒီကြောင့်ပါပဲဒီနေ့တော့ဒီလောက်ပါပဲရှင်အားလုံးလည်းပြင်မှာအစားထိုးပြောကြည့်ပြီးတခြားလေးကြည့်ရင်မြန်တက်လွယ်မယ်လို့ယုံကြည်ပါတယ်စိတ်ဝင်စားရင် One Sweet Chinese Speaking Class ရဲ့ channel ကို subscribe လုပ်ထားကြပါအောင်နော်များအတွက်အကျိုးရှိရလို့ယူဆရင်ဗီဒီယိုလေးကို like and share လုပ်ထားပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်谢谢大家的支持拜拜我们明天见